မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးမင်္ဂလာပါခင်ဗျာ9ရက်6လ2025ဘင်္ဂလားပင်လယ်အော်အခြေအနေတွေကိုတင်ပြပေးပါမယ်ခင်ဗျာကျွန်တော်ခန့်မှန်းထားတဲ့အတိုင်းပဲ10ရက်9ရက်10ရက်17ရက်တင်းနာရီကံရိုးတန်းစသည်အောက်ခြေလေးမှာမိုးများစသည်ရွာနေပါပြီ12ရက်နေ့မှာတော့မွန်ပြည်နယ်ကံရိုးတန်း13ရက်နေ့မှာတော့ဧရာဝတီတိုင်း13ရက်နေ့ကင်းရောတာလောက်မှာပေါ့နော်ရန်ကုန်တိုင်းဧရာဝတီတိုင်း14ရက်နေ့မှာတော့ကရင်ပြည်နယ်ကယားပြည်နယ်တို့မှာမိုးသက်လေပြင်းများတိုက်နိုင်ပါတယ်မိုးများလည်းနေရာကွက်ကြီးနိုင်ပါတယ်13ရက်ညနေပိုင်း14ရက်15ရက်16ရက်18ရက်18ရက်မြန်မာကံရိုးတန်းတစ်လျှောက်မုတ်တုံမိုးသက်လေပြင်းများတိုက်နိုင်ပါတယ်မြန်မာနိုင်ငံအလယ်ပိုင်းမှာမိုးကြီးမုတ်တုံလေအရှိန်ဖြင့်ရေများမြင့်တက်လာနိုင်ပါတယ်မြန်မာနိုင်ငံအလယ်ပိုင်းမြန်မာနိုင်ငံအထက်ပိုင်းလေဆိုင်ဝဲလေးကတော့အိန္ဒိယကန်ဆက်ဘင်္ဂလားဒေ့ရှ်ကန်ဆက်မှာလေပြီးတော့အိန္ဒိယနိုင်ငံပေါ်မှာတွက်ကွယ်သွားမဲ့အခြေအနေတွေတွေ့မြင်ရပါတယ်အထူးအဖြင့်ဧရာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးမွန်ပြည်နယ်ကရင်ပြည်နယ်ကယားပြည်နယ်ရခိုင်ပြည်နယ်တို့မှာမိုးသက်လေပြင်းများ40-45မိုင်50အထိတိုက်နိုင်ပါတယ်လောလောဆယ်အနေနဲ့တော့မုန်တိုင်းအန္တရာယ်မရှိပါဘူးမြန်မာနိုင်ငံအလယ်ပိုင်းမှာတော့ဘင်္ဂလားပင်လယ်ပေါ်ကမုတ်တုံလေအရှိန်ဖြင့်မြန်မာနိုင်ငံအလယ်ပိုင်းမြန်မာနိုင်ငံအထက်ပိုင်းမှာတော့မိုးကြီးမယ်ရေများမြင့်တက်နိုင်ပါတယ်17ဆိုရင်တော့ရခိုင်ပြည်နယ်မှာမိုးများကြီးနိုင်ပါတယ်ချုပ်အပြင်ပြောရမယ်ဆိုရင်တော့မုန်တိုင်းအန္တရာယ်တော့မရှိပါဘူးနေရာကွက်လေပြင်းတိုက်မယ်မိုးကြီးမယ်လယ်သမားများအတွက်ကတော့အဆင်ပြေမဲ့မိုးလို့ထင်ပါတယ်အားလုံးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားကဘာသူကဘာသားအားလုံးဘေးရန်ကင်းကြပါစေအသက်ရှိရှိနေနိုင်ကြပါစေအားလုံးကျန်းမာကြပါစေ